National Museum ကိုရောက်နေတာပါမြို့သားပြလိုက်ပေါ့နော်ဒါကျမရဲ့ first time ပါပြည်သက်ကြီးလည်း National Museum နဲ့ကိုတစ်ခါမှမရောက်ဘူးသေးဘူးဆိုလို့ရှိရင်ကျမနဲ့တူတူလိုက်ပါပြီးတော့လေ့လာဖို့ဖိတ်ခေါ်တယ်လိုက်ခဲ့နော်အခါဆိုလို့ရှိရင်တော့ဟိုဘက်ပေါက်ကနေဝင်ရမှာပေါ့နော်ဒါပေမဲ့ဒီဘက်ကမရောက်ဘူးသေးဆိုတော့ဘာလို့ရှိနေလဲဆိုပြီးတော့လိုက်ကြည့်နေတာပါတကယ်ရိုက်နေရတယ်ခုနကတော့မှားပြီးပြောလိုက်မိပါတယ်ဒီရဲ့ main ကိုအောက်ကြီးလို့တော့ခက်စားနေပါတယ်ဒါပေမဲ့ maybe security reason ကြောင့်လားဒီ I don't know ဒီဝင်ပေါက်တွေကိုတော့ပိတ်ထား